နှစ်တိုင်းအမြဲတမ်းအထက်မြင့်နေပဲလာမာတယ်ဒီကိတ်လေးကတော့ကျွန်တော်ရဲ့ကုမ္ပဏီဝန်ထမ်းဘဝအလုပ်ကိုတတိယစီတဲ့ကိတ်လေးပေါ့နော်ကျွန်တော်ကဟိုးလွန်ခဲ့တဲ့12နှစ်လောက်ကပေါ့နော်စပြီးတော့မှကျောင်းပြီးတဲ့ချိန်ကနေစပြီးတော့မှစိတ်ကုမ္ပဏီမှာဝန်ထမ်းလုပ်ခဲ့ရဖြစ်ပါတယ်စိတ်ကုမ္ပဏီဝန်ထမ်းအနေနဲ့အကုန်လုံးနဲ့ရင်းနှီးတဲ့ဆရာကြီးတွေလုပ်ပေးရတဲ့ကိတ်လေးပဲဖြစ်ပါတယ်ရှင်စိတ်ကုမ္ပဏီကနေပြီးတော့မှဆရာကြီးမွေးနေ့အတွက်လက်ဆောင်လုပ်ပေးတာဖြစ်ပါတယ်နှစ်တိုင်းအမြဲတမ်းအထက်မြင့်ကိတ်တွေပဲမာနေကြပေါ့နော်နှစ်တိုင်းမာနေကြဆိုတော့ကိတ်ဒီဇိုင်းလေးလည်းမထက်ရအောင်ပေါ့နော်ဆရာကြီးလည်းဆရာကြီးလူကြီးလည်းလူကြီးဆိုတော့ကိတ်ဒီဇိုင်းလေးကိုရိုးရိုးရှင်းရှင်းလေးနဲ့ပေါ့နော်ကြည့်ကောင်းပြီးတော့မှတန်ပြန်ရှင်းသန်နေတာမျိုးလေးလုပ်လိုက်ပါတယ်ရှင်ကိတ်ဒီဇိုင်းလေးကတော့ရိုးရှင်းပြီးတော့လွယ်ကူပါတယ်အထက်မြင့်ကိတ်တွေမှာဆိုရင်အသက်ကတော့ထက်တာပါကိတ်တစ်လုံးနဲ့တစ်လုံးလေးရထက်တာကတော့အသက်ဖြစ်ပါတယ်ရှင်ဆရာကြီးမွေးနေ့ပွဲကိုလာမယ်ကိုယ့်ရဲ့ကုမ္ပဏီလောကစိတ်ကုမ္ပဏီလောကကမိတ်ဆွေအပေါင်းအသင်းတွေရောအားလုံးက Hello Foodie ဆိုတဲ့တစိမ့်လေးကိုပြသခွင့်ရမှာမလို့အရန်ရင်ခုန်ပြီးတော့မှကိတ်လေးကိုကျူးကျူးဆဆလုပ်ပေးဖြစ်ခဲ့ပါတယ်။နှာတိုင်းမှာယူတဲ့ customer လေးအတွက်ကို customer discount လေးလည်းရှိပါ